PEP ကုမ္ပဏီကလူတွေရှင်ဒါလေးတစ်ချက်ကြည့်ပေးကြနော်ခလေးရှိတဲ့မိဖများလေးအထူးသတိပြုကြပါရှင်ဒါလေးနော်ဒါဒီနေ့ကျမသားလေးဒါလေးကစားနေတာရှင်စားနေရင်လည်းမမီရေးဆိုပြီးတော့မှကျမတို့ဒါလေးလာပြတယ်ရှင်ခဏလေးနော်နည်းနည်းသေးနေတော့ဒီမှာကြည့်ရှင်ဒါတန်နော်ဟုတ်ကျမသားလေးကတော့အသက်9နှစ်ရှင်စကားလေးပက်လျောင်ပြောတတ်နေပြီပေါ့နော်ကြောက်တက်နေပြီရှင်ဒီမှာကြည့်ရှင်ဒါတန်ရှင်ဒီတကြားလုံးထိရပါတာရှင်ဟုတ်ဒီမှာကြည့်တကယ်လို့ပေါ့နော်ကျမတို့ကဒီတကြားလုံးကိုအကြောင်းကိုထိပေးလိုက်တာဖြစ်ဒါမှမဟုတ်ရင်ကျမတို့မိဖတွေအလုပ်သွားနေတဲ့ရှင်ခလေးကဒီတကြားလုံးစားတာဖြစ်အများကြီးဖြစ်သွားနိုင်တယ်ရှင်ဟုတ် PEP ကုမ္ပဏီကဝန်ထမ်းများလူကြီးများသက်ဆိုင်သူများဖြည့်ရှင်းပေးကြပါရှင်နော်ဟုတ်ကျမတို့အိမ်မှာ CCTV ရှိပါတယ်ရှင် CCTV မှတ်တမ်းနဲ့ကြည့်ရှင်နေဆိုလို့ရှိရင်လည်းပြလို့ရပါတယ်ရှင်နော်ခလေးရှိတဲ့မိဖများအနေနဲ့လည်းအထူးသတိပြုကြပါရှင်အသက်အန္တရာယ်ကိုထိခိုက်စေတဲ့ထိဖြစ်စေနိုင်ပါတယ်ရှင်ဒါဒီတန်ပါရှင်ဒီမှာရှိကျမခောက်ပြပါမယ်ရှင်မတန်ပါနော်မထိုးနေနော်ကျမလက်ကိုစိုက်နေတယ်နော်ဟုတ်ဒါတကြားလုံးထိရပါတာပါရှင်ဟုတ်